မြေပြင်ကနေပြည်တစ်ထောင်လောက်အောက်မှာတော့လေးလာရေးသမားနှစ်ဦးကကြောက်တုံးတွေကိုခွဲနေခဲ့ပြီးအပေါ်ဘက်မြေပြင်ကိုသတင်းလှမ်းပို့နေခဲ့ပါတယ်။အထက်ကနေပြားများစွာထွက်လာကသူတို့ကိုတေဆုံးနိုင်လောက်တဲ့အထိကိုက်ပါတော့တယ်။နယူးယောက်မြို့နဲ့မိုင်နယ်ဆယ်ကွာကမြို့လေးရဲ့အကြောင်းမှာအဲလီဆိုတဲ့ကောင်မလေးတယောက်ရှိပြီးသူကနားမကြားရပေမဲ့ပတ်ဝန်းကျင်နဲ့အသားကျအောင်နေတတ်သူတယောက်ပါ။သူနားမကြားရတာကိုဟာသားလုပ်ပြီးလိုက်လောင်နေတဲ့ចောင်းသားစိုးတချို့လည်းရှိပါတယ်။အဲလီဒီလိုပုံစံမျိုးစားနောက်ခံရတာကိုចောင်းကဆရာမတွေကအဲလီအမေကိုဖုန်းဆက်အကြောင်းကြားပြီးအမေကလည်းသူ့ယောက်ျားမတ်စီတဆင့်ပြန်ပြောလိုက်ပါတယ်။အဲလီနဲ့ရင်းနှီးရှိတာက Rob ဖြစ်ပြီးတစ်ဖက်လူရဲ့နှက်ခမ်းလောက်တာကိုကြည့်ပြီးဘာပြောသလဲအဲလီကခံမှန်းတာပါ။ Rob ကလည်းအဲလီခံမှန်းရတာအဆင်ပြေအောင်စကားကိုတလုံးချင်းစီဖြည်းဖြည်းလေးပြောပေးကလက်တင်ကေတာနဲ့စကားပြောနည်းနဲ့လည်းပြောပါတယ်။လက်တွဲလျှောက်တော့တာဖြစ်လို့သူတို့နှစ်ယောက်ကအတွဲဖြစ်ပုံရပါတယ်။အဲလီမှာအန်ဒရူးဆိုတဲ့မောင်လေးတယောက်ရှိပြီးတော့အဲလီပြန်ရောက်လာတော့ချစ်စရာခွေးကြီးကအဲလီကိုစီးကြိုခဲ့တာပါ။ခွေးကပတင်းပေါက်ကနေပြင်ဘက်ကိုကြည့်ကဟောင်နေခဲ့ပေမဲ့တွားရှိုးတော့လည်းဘာမှထူးထူးဆန်းဆန်းတော့မတွေ့ရပါဘူး။ညကျတော့သူတို့အိမ်ရဲ့အနီးဝန်းကျင်ကောင်းကင်ယံမှာ Husky ၄ စီးလောက်ပြန်တန်းသွားတာကိုတွေ့လိုက်ရပါတယ်။ဒါကပုံမှန်နေထားတော့မဟုတ်ပါဘူး။တပ်ပြင်တော့မှာဆေးလိပ်ခိုးတောင်းနေတဲ့အဖွားကိုအဲလီကတွေ့သွားပြီးအမေကိုပြန်ပြောမယ်ဆိုရင်ဖွားကိုအပြင်ထွက်ခွင့်တစ်သက်လုံးပိတ်လိုက်မယ်လို့အဖွားကပြောပါတယ်။အဲလီကလည်းပြန်မပြောပါဘူးလို့ပြောကအိမ်ထဲကိုပြန်ဝင်သွားခဲ့တယ်။လွန်ခဲ့တဲ့3နှစ်အဖေဘက်ကအဖိုးနဲ့အဖွားပြင်သူမရဲ့အကြာအာရုံကိုပါဆုံးရှုံးသွားရတယ်။အဲလီကဂရင်ပေါ်မှာအချစ်တော်ခွေးကြီးကိုပါတင်ခေါ်အိတ်လေးရှိပြီးတော့ Rob ကညဘက်ကောင်းကင်မှာထူးဆန်းစွာပြန်တန်းနေတဲ့မြပြလှစွာသောပြားအုပ်ကြီးရဲ့ဗီဒီယိုကိုလိုင်းပေါ်ကနေပို့လာခဲ့တာပါ။ညဘက်3နာရီအမေကထူးထူးဆန်းဆန်းလာနိုးလို့အိမ်ရှိဧကန်သွားကြည့်တော့မျိုးကအတိုက်ခိုက်ခံရပြီဆိုတဲ့သတင်းလာနေက TV ရှေ့မှာအိမ်ကလူအစုံရောက်နေပါတယ်။ဒါအပြင်ဦးလေးလိုရင်းနှီးရတဲ့ဂလန်ဖြစ်သူဆိုသူပါရောက်လာခဲ့ပြီးသတင်းကတော့တသေးချာချာရေးရတော့မရှိသေးပါဘူး။အကြံဖတ်သမားတွေလားဓာတုစေဝါတွေလားမသိကြသေးဘူး။လူတွေကခြေပြက်လက်ပြက်သွေးအလူလူနဲ့မြေပြင်မှာတေဆုံးနေကြတာကိုသတင်းမှပြသနေပြီးကားထဲမှာထိုင်နေတဲ့အမျိုးသမီးတယောက်ကတော့အတန်မထွက်နဲ့ဆိုတဲ့စာတမ်းကိုကင်ဆောင်ကဗီဒီယိုတပုတ်တင်ထားတာကိုတွေ့ရပါတယ်။တိုက်လေရင်တွေပါအသုံးပြုပြီးတိုက်ခိုက်နေတာမလို့မိသားစုတွေကတော့ပို့ပြီးအောင်လမ်းဖြန့်ကုန်ကြတာပါ။အစိုးရကညွှန်ကြားထားတဲ့အတိုင်းဖုန်းအသံတွေပိတ်ထားလိုက်ပြီး TV မှာလာနေတဲ့သတင်းကတော့ရှေးကြောက်လာတစ်ခုကိုဖောက်ခွဲခဲ့ပြီးသိပ္ပံပညာရှင်တွေကလှိုင်ကူတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ကနေထူးဆန်းတဲ့ပြားမျိုးစိတ်အုပ်လိုက်တွေအများကြီးထွက်လာခဲ့ပါတယ်။တနက်တလက်ကိုဂလန်ကဆောင်လာပြီးကားနှစ်စီးနဲ့နေရာရွှေ့ပြောင်းမှုလုပ်နေချိန်မြို့ပြမှာတော့ပြားအုပ်တွေကြောင့်ငရဲတမျှဖြစ်နေခဲ့ပါပြီ။သူတို့ကိုနှိမ်နင်းနေသူတွေက Husky တွေနဲ့ပါပြစ်ခတ်နေခဲ့ပေမဲ့မနှိမ်နင်းနိုင်ကြပါဘူး။မြေရောက်ရထားပုဒ်တာတစ်ခုမှာတော့တွဲမှာလူတွေကအပြင်ကိုထွက်မရပဲပိတ်မိနေကြပါတယ်။မြို့သမီးတယောက်ရဲ့ကလေးကငိုယိုနေတာကြောင့်ပြားတွေရောက်လာနိုင်တာမို့လို့လူကြီးတဦးကကလေးကိုအပြင်ဘက်မှာထုတ်ထားဖို့လှုံ့ဆော်လိုက်ပါတယ်။ဒါပေမဲ့သူ့ကလေးကိုမခွဲနိုင်တဲ့မိခင်ကသူ့ဘာကလေးနဲ့အပြင်ထွက်ပေးမယ်ဆိုပြီးထွက်သွားလိုက်ပါတယ်။ကလေးကိုယ်တိုင်ကြောက်ပဲပြားအုပ်ကြီးကအတန်ကျဲလောင်ဆောင်နဲ့ရောက်ရှိလာခဲ့ပြီးဒီကလေးနဲ့မိခင်ကတော့စသိန်းကောင်းမယ်မထင်တော့ပါဘူး။ကားစီတဲ့နေရာတစ်ခုမှာတော့လူတယောက်ကတနက်နဲ့ချိန်ပြီးကားကိုဓမြတိုက်တာကြောင့်အလင်းငိုက်ကိုစောက်ကဂလန်ကအဲ့လူရဲ့ပေါင်ကိုတနက်နဲ့လှမ်းပစ်လိုက်ပါတယ်။ဓမြရဲ့တနက်ကိုပါယူလိုက်ပြီးအဲလီတို့ကခီးဆက်ခဲ့ကြကဓမြကတော့ကျွန်တော်ကိုမချန်ခဲ့ပါနဲ့သူတို့ကျွန်တော်ကိုတတ်လိုက်မယ်လို့စိုးရိမ်တကြီးပြောကကြံခဲ့ပါတော့တယ်။လမ်းတနေရာမှာတော့ရှေ့ကားမှာစီးရမှာကြောက်လာလို့ဂျုကတော့နောက်ဖက်ကားစီကိုပြောင်းစီလိုက်တာပါ။လိုင်းမော့ကသတင်းတွေအရတော့အခုတောင်းကျမ်းနေတဲ့အကောင်တွေကပြားနဲ့တူတဲ့မျိုးစိတ်လို့ကောလာဟာလာတွေအရန်ထွက်နေပေမဲ့စစ်ဆေးကြည့်လိုက်တဲ့အခါ Vest လို့နာမည်ပေးထားတဲ့တောကြီးပြားလို့အကောင်တစ်မျိုးဖြစ်နေပါတယ်။လိုင်ကောင်ထဲမှာပိတ်မိနေခဲ့တာကြောင့်အရင်ကအဲ့ဒီကောင်မျိုးတွေကိုလူတွေကမတွေ့ဘူးကြပါဘူး။အနေရှိရဲ့နေရာတွေကိုရှောင်ဖို့အတွက်ရှေ့ကားကဂလန်ကတော့ဖြက်လန်းမြေသားလမ်းတွေကိုပါအသုံးပြုနေပြီးပိတ်ထားတဲ့တကားတွေကိုတော့တိုက်ပြီးဆက်လက်မောင်းနေပါတယ်။အရေးပေါ်သတိပေးချက်ကတော့ကားရီရဲ့ TV ကနေတစင်ထွက်ပေါ်လာပြီးအကောင်တွေတောင်းကျမ်းနေတဲ့နေရာအိမ်ထဲကအပြင်မထွက်ရမယ့်နေရာအိမ်ကနေတခြားနယ်မြေကိုထွက်ပြေးတင်းရှောင်တဲ့နေရာတွေကိုဇက်တိုက်ကျင်ညာလေးရှိနေပါတယ်။တောလန်းကိုဖျက်နေရကြောင်းလမ်းဖြတ်ကူးတဲ့တမင်အုပ်ကိုရှောင်ရင်ဂလန်တယောက်တည်းပတ်လာတဲ့ကားလေးဟာဒလိတ်ကောက်ကွေးနဲ့ကုန်းမြင့်အောက်ဖက်စီကိုပြုတ်ကျသွားခဲ့ပါတယ်။ဟုတ်ကအပြေးသွားကြည့်တော့ဂလန်ကတတိယနေသေးပြီးခြေတစ်ဖက်ကညက်လို့ထွက်လို့မရဖြစ်နေတာပါ။လူနာတင်ရင်ခေါ်ထားပေမဲ့ခေါ်လို့မရပါဘူး။ကားတကားကလည်းညက်နေလို့ဖွင့်မရအောင်။ဂလန်ကတော့သူ့ကိုထားပြီးအမြန်ထွက်သွားကြဖို့အကောင်တွေလာနေပြီဖြစ်ကြောင်းမင်းကကလေးတွေရှိသေးကြောင်းပြောပေမဲ့ဟုတ်ကတော့ဂလန်ကိုဒီတိုင်းလုံးဝထားခဲ့မှာမဟုတ်ကြောင်းအာမခံပါတယ်။ရေးပေါ်လူနာတင်ရင်ကလည်းဖုန်းဆက်လို့မရပဲဂလန်ကတော့သူ့တနက်တွေကိုယူပေးပါဆိုတာကြောင့်အကြောင်းရင်းမသိရပဲဟုတ်လည်းယူပေးလိုက်မိရဲ့ဂလန်ကသူ့တနက်တွေရတော့မင်းလည်းမိသားစုတွေရှိသေးတာကြောင့်ဒီကနေမထွက်သွားရင်မင်းကိုတနက်နဲ့ပြစ်မယ်ဆိုပြီးဂယုဏနဲ့ချင်းချောက်လိုက်ပါတယ်။ဒါနဲ့ဟုတ်ကလည်းငါကဒီကနေထွက်သွားမယ်ပြီးရင်ဖြက်ဆက်ကိုယူလာပြီးရင်ဒီကိုပြန်လာမယ်လို့ပြောကကားနဲ့ထွက်ဖို့ပြင်ကြပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာအဲလီကကားဆက်ရက်ဖို့ရုတ်တရက်ပြောတာကြောင့်အဖေဖြစ်သူဟုတ်ကကားရက်လိုက်ချိန်ဖတ်ဆိုတဲ့အကောင်ဆိုးကြီးတွေကကားမှန်ကိုလာရောက်တိုက်ခိုက်ပါတော့တယ်။သူတို့ကတော့အုပ်လိုက်ကြီးပါ။ခွေးကလည်းအဆန်းပြတ်ဟောင်းနေပြီးဘလို့တိတ်ခမ်းမရပါဘူး။အပေါ်ဘက်ကကလေးတွေရဲ့အော်တန်ကြားရတာကြောင့်အောက်ဖက်ကားတွေကဂလန်ကအကောင်တွေသူ့စီလာအောင်လို့တနက်ကို9ချက်ပစ်ဖောက်ပြီးစူညံတန်တွေဖန်တီးလိုက်ပါတယ်။ဂလန်ကတော့တက်နိုင်တဲ့လောက်တနက်နဲ့သူလာတဲ့အကောင်တွေကိုပြစ်ခတ်နေပြီးဟုတ်ကတော့
ဟောင်နာမရက်တဲ့ခွေးကိုမတက်တာတဲ့အဆုံးအလင်းမြန်လှုပ်ရှားကအနောက်တကားကိုဖွင့်ပေးပြီးအပြင်ကိုထွက်စေလိုက်ပါတော့တယ်ခွေးကကားပြေထွက်သွားခဲ့ပြီးယ်လီကဝမ်းနေသွားတာကြောင့်သူ့အဖွားကဖက်ကနှစ်သိပ်ပေးနေရပါတယ်ခုကတော့ဂလန်ကိုတွားကြည့်ဖို့တိတ်တဆိတ်ဆင်းလာတော့ယ်လီအဖွားလင်းကချောင်းဆိုးပါတယ်သူကကျမ်းမာရေးအရာအသက်ရှူဆေးဘူးသုံးရတဲ့သူဖြစ်ပြီးဆေးဘူးကိုအမြန်ရှာဖွေပေးလိုက်ပါတယ်ဒါပေမဲ့အကောင်တကောင်ကတော့အတန်ကြားရာကားခေါင်မိုးကိုလာဆောင်နေခဲ့ပြီးဟူကလည်းကားပြင်ဘက်မှာငြိမ်ငြိမ်လေးဆက်ရက်နေခဲ့ရပါတယ်။နားကကောက်တစ်ခုကိုယူကအဝေးတနေရာကိုလွှင့်ပစ်လိုက်တော့မှကားခေါင်မိုးပေါ်ကအကောင်ကတန်ကောက်စီကိုပြန်တန်းသွားပါတော့တယ်။ဘာတမ်းမှထပ်မကြားရတဲ့အချိန်သူတို့မျိုးနယ်ရဲ့အော်တန်တွေထွက်ပေါ်လာပြီးအတန်ရှိရာစီအဲ့ဒီအကောင်ကဆက်လက်ပြန်တန်းသွားပါတယ်။အနီးကအကောင်ကိုမြင်လိုက်ရတာကြောင့်ဟူကကားလေးကိုပြန်သွားပြီးဒီကောင်တွေကမမြင်ရဘူး။ကြားပဲကြားနိုင်တာဒီညအတွက်နေစရာရှာရမယ်ဆိုပြီးတော့ပြောပါတယ်။ယ်လီကြောင့်သူတို့တမိသားစုလုံးစကားတိုးတိုးလေးပြောတတ်တယ်လို့လက်ဟန်ချီဟန်နဲ့လက်သင်္ကေတစကားပြောနည်းကိုအကုန်တက်ကြကလက်တစိမ့်နေဖို့ဆိုတာသူတို့မိသားစုအတွက်အစိမ့်သက်သက်မဟုတ်ဘဲတကယ့်ကိုရင်းနှီးကျွမ်းဝင်နေတဲ့အရာတစ်ခုပါမတဲမထားတာကတော့ဟူကလင်းစီကနေမိချစ်တောင်းလိုက်တာပဲဖြစ်ပါတယ်အသက်ရှူဆေးဘူးပါသုံးနေရတဲ့အတွက်သမီးကဆေးလိမ့်မတောက်ခိုင်းမိမယ်အမေကခိုးတောင်းနေတာကယ်လီလည်းအခုမှသိသွားပါတယ်လင်းကတော့သမီးကယ်လီကိုတောင်းပန်လိုက်ပြီးသမတ်ဖြစ်သူကိုမိချစ်ထုတ်ပေးလိုက်ပါတယ်ဟူကအောက်ဖက်ဆင်းပြီးဂလန်ကိုသွားကြည့်တော့အကောင်တွေဝိုင်းကြိုက်တာကြောင့်ရုပ်ပြက်ဆင်းပြက်နဲ့တေဆုံးနေခဲ့ပါပြီဒါကြောင့်မိချစ်နဲ့မိရှို့ကမိတိချိုပေးလိုက်ပြီးအထုပ်ကိုစီနဲ့လမ်းလျှောက်ကြီးဆက်လာခဲ့ကြပါတယ်ညဘက်ရောက်တော့တက်သားအင်ကြီးတိန်နာရောက်ခဲ့ကြပြီးခြံတကားခေါင်းလောင်းနေကြောက်အတန်ထွက်သွားခဲ့ပါတယ်အင်ရှင်ဖွားကြီးကငါးနှစ်မီကနေထွက်သွားစမ်းလို့အကျေကြီးအော်ပြောကတနက်နဲ့ရောက်လာတာကြောင့်အကောင်တွေကရောက်လာပြီးအဖွားကြီးကိုတိုက်ခိုက်ပါတယ်တနက်နဲ့ပြစ်လဲအကောင်ကအများတာကြောင့်အဖွားကြီးကတေဆုံးသွားခဲ့ပြီးအကောင်တွေကချီမသွားခဲ့တာပါဖွားကြီးကရေကန်တကန်ထဲမှာအကောင်တွေရဲ့အမဲဖြတ်စားသုံးခြင်းကိုနောက်ဆုံးခံရပြီးရဲ့နောက်တေဆုံးသွားတဲ့ပုံစံပါပဲခြံထဲဝင်မိုးကတန်ပိုက်ကြီးတစ်ခုပဲရှိတော့တာကြောင့်ဥကပထမဆုံးဥဆောင်ကဝင်သွားခဲ့ပါတယ်သူမသိလိုက်တာကတော့ပိုက်ထဲမှာမွေးတကောင်ရှိနေတယ်ဆိုတာပါဥကိုတော့မွေးကဘာမှမလုပ်လိုက်ရပဲဥကအိမ်ထဲဝင်ကစနီးနာကြည့်ပါတယ်ချားလူရှိနေရလို့မခံစားရပဲအဖွားကြီးကတယောက်တည်းနေတဲ့ပုံစံပါပဲအတန်းငယ်အိမ်ငန်းနဲ့ရှောက်ကြည့်ပြီးတော့မှဝင်လာလို့ရပြီဖြစ်ကြောင်းအပြင်ကမိသားစုကိုဟူကအချက်ပြလိုက်ပါတယ်ယူကတော့ပိုက်ထဲကိုဥဆောင်ပြီးဝင်လာတော့အလယ်နားလောက်မှသူတို့ကိုစောင့်ကြုံနေတာကတော့အလွန်ကိုမှအစိတ်ပြင်းနဲ့ခလောက်မွေပါပဲမွေရဲ့ဟောက်လိုက်တဲ့အတန်ကြောင့် vest အကောင့်နေငွေကိုလာကိုက်ပြီးနောက်ဆုံးကနေပိုက်ထဲကိုဝင်လာတဲ့ကယ်လီရဲ့ချက်တော့လေကြောက်ကြောက်နဲ့လှုပ်သွားတာကြောင့် vest တစ်ကောင်ရဲ့ကိုက်တာကိုခံလိုက်ရပါတယ်။ဦးကတော့ခြံထဲမှာလဲထွန်ရမှာသုံးတဲ့ထွန်ဆက်နောက်တွဲခြင်းကိုဖွင့်ပြီးအကောင်တွေကအတန်ရှိရကိုလာတော့စပားချွေလေးဆက်ထဲမှာကျိတ်မိကုန်ပါတယ်။ကယ်လီကခြေထောက်မှာတန်းရအပြင်းထန်ရသွားခဲ့ပြီးအိမ်ထဲကိုဝိုင်းပြီးတွဲခေါ်လာခဲ့ရပါတယ်။လင်းကတော့ကက်ကြီးရှာမှဖြစ်ပြီးယ်လီကိုတော့အရက်ဖြစ်ဖြစ်အရက်ပြန်ဖြစ်ဖြစ်ဆေးထဲကိုရှာခိုင်းလိုက်ပါတယ်။ရှာခိုင်းတဲ့ပစ္စည်းတွေရလာလို့ဒဏ်ရာကိုကြည့်တော့ဒဏ်ရာကကုတ်ချစ်ရာဖြစ်ပြီးတော်တော်လေးကိုမှနှက်ပါတယ်။ရက်ပြန်ထိတ်အဝတ်နဲ့ပတ်တီးစီးလိုက်ပြီးတော့ကယ်လီလည်းဒဏ်ရာအချိန်ကြောင့်အိပ်ပျော်သွားခဲ့ပါပြီ။ယ်လီကတော့အိမ်ကအခန်းတစ်ခန်းကိုအိပ်ဖို့ရွေးပြီး Rob စီဗီဒီယိုခေါ်လိုက်တော့ Rob ကချောင်းတဟိုးနဲ့ဖုန်းကန်ကသူ့မိဘတွေကတေကုန်ပြီဖြစ်ကြောင်းပြောပါတယ်။ယ်လီကလည်းရောင်းနေတဲ့နေရာကနေထွက်သွားပြီးသူတို့ရှိတဲ့နေရာလာဖို့မျက်ရည်တွေနဲ့ပြောပြန်ပြီးလိုင်းမကောင်းတာကြောင့်ဖုန်းကကျသွားခဲ့ပါတယ်။ကယ်လီရဲ့အနာကပိုးသက်စေမရှိရင်ယောဂကပိုပြတ်မဲ့အနေထားကိုနောက်နေ့မှကြုံတွေ့ခဲ့ရပြီးအိမ်နဲ့လိုက်ရှာပေမဲ့ဘာစီမှရှိမနေပါဘူး။ဒါနဲ့ဟူရဲ့ယ်လီရဲ့ဥဆောင်ပြီးဆေးရှာဖို့မြို့ထဲကိုထွက်လာခဲ့ကြတော့အရင်ဆုံးတန်တကားကိုဖြည်းဖြည်းလင်းဖွင့်ရပါတယ်။အပြင်ဘက်မဟာတက်ကြိုးတန်းတွေပေါ်မှာနားနေကြတဲ့ vest အကောင်ကြီးကမနှဲမနှောပါပဲ။လမ်းပေါ်မှာ vest လက်ချက်နဲ့တေဆုံးနေတဲ့အလောင်းတွေမောင်းသူမဲဖြစ်သွားတဲ့မော်တော်ကားတွေကိုတွေ့ခဲ့ရပြီးသူတို့သားဖလှုပ်ရှားနေတာကိုဘာသာရေးကောင်းဆောင်ဖာသာတယောက်ကစောင့်ကြည့်လေ့လာနေခဲ့တာပဲဖြစ်ပါတယ်။ခုတို့သားဖကပိုးသက်စေရဖို့တိမ်မီတိမ်တနေရာပြီးတနေရာလိုက်လံရှာဖွေခဲ့ကြပြီးဆေးပစ္စည်းရောင်းတဲ့ဆိုင်ထဲကိုဝင်ခဲ့ကြပါတယ်။အထဲမှာပုတ်သိုးနေတဲ့အလောင်းတွေလည်းရှိရကြောင်းနှာခေါင်းပိတ်ကအထဲကိုဝင်ရှာခဲ့ပြီးဖာသာကလည်းနားယောင်ခံလိုက်လာပါတယ်။အဲ့နေရာမှာ vest တွေရဲ့မျိုးပွားဥတွေကိုလည်းတွေ့ခဲ့ရပြီး vest အကောင်တွေကအနားကိုရောက်လာခဲ့တာကြောင့်သားဖနှစ်ယောက်တိတ်တိတ်လေးနေလိုက်ရပါတယ်။ယ်လီကမျက်နှာချက်မှာအလိုလျောက်မီးတက်တဲ့ရေပန်းရှိတာကြောင့်မီးမွေးဖို့လိုအပ်ကြောင်းလက်ဟန်ချီရန်နဲ့အဖေကိုပြောပြလိုက်ပါတယ်။ကျန်တိုက်တို့ကိုဖြည်းဖြည်းလေးယူကဟူကိုပေးလိုက်ပြီးဟူကမီးကျင်းနဲ့ထုတ်ကိုမီးရှို့လိုက်ကရေပန်းသားကိုထားလိုက်ပါတယ်။ဒါကြောင့်ရေပန်းကပွင့်လာပြီးအရေးပေါ်ခေါင်းလောင်းတန်လည်းထွက်ပေါ်လာခဲ့တာကြောင့်အတန်တွေရှုပ်ထွေးသွားခဲ့ပါပြီ။ဒါကိုခွင်ကောင်းယူပြီးသားဖနှစ်ယောက်ဆိုင်ပြင်ကိုထွက်ကလမ်းမှာတော့ဖာသာကိုတွေ့လိုက်ရပါတယ်။ဖာသာကသူတို့မရက်ချင်တာကိုအတင်းရက်ခိုင်းပြီးစာအုပ်မှာစာရေးကဘာသာရေးတရားဆွဲဖို့ကြိုးစားပါတယ်။သူတို့ဂိုင်းထဲကိုဝင်ဖို့ပါ။ကယ်လီကိုပိုးသက်စေပေးဖို့အရေးကြီးနေရကြောင်းအချိန်ချင်းညင်းပြီးဟူတို့ကလှည့်ထွက်လာချိန်အမြန်လှည့်ကြည့်ပေမဲ့ဖာသာကိုမတွေ့ရတော့ပါဘူး။ဒဏ်ရာကြောင့်ယောဂပြင်းထန်နေတဲ့ကယ်လီကိုသူ့အမေလင်းကထွေးပွေကနှစ်သိမ့်နေပြီးဂျူးကအဖေတို့ရောက်လာပြီလို့လက်ဟန်ချီရန်နဲ့လာပြောပြတာပါ။ရေချိုးကန်ထဲမှာအနာကိုပိုးသက်စေတဲ့ကယ်လီကတန့်ဆင်လိုက်ပြီးဟူက TV ဖွင့်ကြည့်တော့လိုင်းတွေကအပြောက်တွေထားနေခဲ့ပြီးဘာရုပ်တံလိုင်းမှမမိပါဘူး။ ဗတ်စတွေကအေးရတံမခံနိုင်တာကြောင့်အာဒိတ်ဆဝန်နာကလူတွေအသက်ရှင်နေကြတုန်းလို့ယ်လီကလိုင်းမော်ကသတင်းတစ်ခုကိုလာဝေမျှပါတယ်
အခုသူတို့အခြေအနေကတော့ကြောက်ခစ်ကိုပြင်ရောက်သွားတယ်လို့ဖြစ်နေတာပါခုကတော့တစ်သားတုပ်တစ်ခုကိုတစ်ဖက်ကိုအချွန်လောက်ကလက်နက်ဖြစ်သုံးဖို့တားဖြစ်သူဂျူးကိုပေးထားလိုက်ပါတယ်ဖာသာကလူ9ယောက်ကိုခေါ်ပြီးထူးထူးဆန်းဆန်းပဲသူတို့အိမ်ရှိစီရောက်ချလာခဲ့ပါတယ်ဖာသာကသူတို့နဲ့ပူးပေါင်းပြီးသူတို့ရဲ့လမ်းစဉ်တိုင်းလိုက်ဖို့စာအုပ်မှာစာရေးပြောပြင်မယ်ဟုကလည်းအိမ်ကနေကျေးဇူးပြုပြီးထွက်သွားပါလို့သူတို့နားလည်အောင်စာအုပ်မှာရေးပြီးပြန်ပြောပါတယ်သူတို့ကလက်သင်္ကေတပြောဟန်မှာမတက်တာဒါကိုဖာသာကတော့ကျင်းတဲ့ပုံစံမျိုးမရပါဘူးစာအုပ်မှာပြန်ရေးလိုက်တာကတော့ကောင်မလေးကမျိုးအောင်နိုင်တယ်ဆိုတဲ့ရိုင်းဆိုင်တဲ့စကားဖြစ်တာကြောင့်ခုကတော့အိမ်ထဲကတနက်ကိုသွားယူကချိန်လိုက်ပါတော့တယ်ဒီတော့မှဖာသာတို့အဖွဲ့ကပြန်ထွက်သွားပြီးရင်တမမနဲ့ဘာဖြစ်မလဲအိမ်ထဲကနေစောင့်ကြည့်နေခဲ့တဲ့မိသားစုဝင်တွေကလည်းအခုတော့ရင်ဘတ်သေးကအလုံးကြီးကျသွားခဲ့ရပါတယ်ညရောက်တော့ LEC ကိုငါနဲ့အတူရှိချင်လားဆိုတဲ့ Rob ရဲ့ message ကဝင်လာခဲ့ပြီးပြောနေရင်လည်းပဲ Rob ရဲ့အကောင့်ကပျောက်သွားခဲ့ပြီးဟူကလည်းမြောက်ဖက်စီဆက်သွားဖို့တိုင်ပင်နေခဲ့ပါတယ်။ညမှာတော့မိုးရိချိန်လက်စည်းတွေအရန်လက်နေပြီးအတန်ပလန်တွေကရှုပ်ထွေးနေခဲ့တာပါ။အိမ်သားကိုတခုရောက်လာတဲ့ကြားလိုက်တာကြောင့်ဟူတို့လင်မယားကတနက်နဲ့ထားလာခဲ့ပြီးတခြားသူတွေကိုလိုက်နှိုးလိုက်ပါတယ်။ပထမတစ်ခေါက်တက္ကမကြီးကိုဖွင့်ကြည့်တော့ဘာမှမတွေ့ရပဲဒုတိယတစ်ခေါက်ကြည့်လိုက်မှခလေးမလေးတယောက်ပါ။အပြင်မှာလည်းမိုးတွေတဲထန်စွာရာသွန်းလာတာကြောင့်အထဲကိုစာနာစိမ့်နဲ့ပေးဝင်လိုက်ပါတယ်။ကလေးမလေးကလည်းကြောက်လွန်းလို့ဘာမှမေးလို့မရပဲတိတ်နေကသူ့ရဲ့ခန္ဓာကိုယ်မှာဖုန်းတွေအများကြီးအနှွေးတွေအောက်မှာတက်ပေးလိုက်တာပါရုတ်တရက်ဖုန်းတွေအကုန်တပြိုင်နဲ့ထမိလာတာကြောင့် first day ကမှန်တကားတွေကိုခွဲကအိမ်ထဲကိုဝင်လာပါတော့တယ်အမြန်ပဲကလေးမလေးရဲ့ကိုကဖုန်းလေးကိုဖြုတ်ပြီးရေထည့်ထားတဲ့ဇလားလေးကိုစိန်လိုက်တော့မှဖုန်းတန်ကမထွက်တော့တာပါတိမ်လုံးရဲ့မှန်ပတင်းပေါက်တင်နားမှာဖုန်းတွေကပ်ပြီးအလန်းမြင်အောင်လုပ်ထားတာကြောင့် first day ကလည်းမှန်နေခွဲကထပ်မံရောက်လာပြန်ပါတယ်ဒါကဖာသာတို့အဖွဲ့လောက်တာတေးကြပြီးမတက်တာတော့ရဲ့အစုံဟူကအကုန်လုံးကိုမြေရောက်ခန်းစီဆင်းခိုင်းလိုက်ပါတယ်မြေရောက်ခန်းနဲ့ရောက်ခန်းဒီမှာအသက်ဆောက်နေတဲ့လူနှစ်ယောက်ကအဲလီကိုဖမ်းခေါ်သွားခဲ့တာပါတိုက်ခိုက်ခံရတာကြောင့်ကယ်လီကမထားနိုင်အောင်ဘိုက်အောက်သွားပြီးလင်းကတော့သူ့မိမလေးကိုရှိတဲ့အားလေးနဲ့ရအောင်လိုက်ဆွဲပါတယ်လုံထွေးတပ်ပုတ်ပြီးအဲလီကထွက်ပြေးနိုင်တဲ့အခါလင်းကလိုက်ဖမ်းတဲ့သူတွေရဲ့ခြေထောက်ကိုဆွဲထားပြီးအသက်ကုန်အာကောင်ချစ်អော်လိုက်တော့တယ်သူ့ကိုယ်သူစတေးဖို့ဆုံးဖြတ်လိုက်တာဖြစ်ပြီး first account တွေကအတန်ရှိရာကိုရောက်လာကအဲလီကတော့လွတ်မြောက်သွားပါတယ်မိုးချင်းတန်တွေကလည်းစတိုက်ဖြစ်နေတာကြောင့်အဲလီထွက်ပြေးသွားတဲ့အတန်ထက်လင်းရဲ့អော်လိုက်တဲ့အတန်ကိုပဲ first day ကကြဲကြဲကြားသွားခဲ့ဟန်တူပါတယ်။ဦးတို့ကအပြင်ကိုထွက်လာချိန်ဖာသာနဲ့နောက်လိုက်တချို့ကအဲလီရဲ့လေပင်ကိုဓာတ်တုံနဲ့ထောက်ကဖမ်းဆီးခေါ်ဆောင်သွားပါတယ်။လှုပ်ရှားမှုတွေဖြစ်ရင်အကုန်သေးကုန်မှစိုးတာကြောင့်ဟူကဘာမှမတက်နိုင်လိုက်ပါဘူး။ဒါပေမဲ့လန်ကူလာမှာဟူတို့လင်မယားကကောက်ရိတ်တန်တွေတုံပြီးဖာသာတို့ကိုကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။သူတို့ကမိုးချိနေတာကိုသတိထားမိသွားခဲ့ပြီးလိုက်ပြီးတိုက်ခိုက်ခဲ့တာပါ။ဂျူးကလည်းသူတို့မိသားစုကိုကာဝယ်ဖို့အဖေလှုပ်ပေးထားတဲ့တစ်သားမိန်းနဲ့ရန်သူတွေကိုဝင်ထိုးပါတယ်။ဥကနန်းကြားကိုဓာတ်နဲ့အထိုးခံလိုက်ရပေမဲ့ဆက်လက်တိုက်ခိုက်ပြီးမိုးချင်းတန်တွေကြောင့် first ကောင်တွေကတော့သူတို့စီရောက်မလာသေးပါဘူး။ခုနကကလေးမလေးနဲ့အမေဖြစ်ဟန်တူတဲ့အန်ဒီကြီးကတော့လာရလန်းတိုင်းပြန်သွားခဲ့ပြီးဖာသာနဲ့နောက်လိုက်တွေအကုန်လုံးကတော့ကန်းကုန်ကြပါပြီ။တရွေ့ရွေ့နဲ့ဟူတို့မိသားစုတွေဟာအေးတဲ့ရာသီဥတုရှိတဲ့မြောက်ဖက်ချမ်းစီခီးဆက်လာခဲ့ရဲ့အချိန်တွေကုန်ဆုံးလာခဲ့ပါတယ်။မြောက်ဖက်ကဒုက္ခသည်တွေနေတဲ့စခန်းစီရောက်လာပြီးအဲလီကလည်း Rob နဲ့ line ပေါ်မှာအဆက်အသွယ်ပြန်ရသွားပါတယ်။ Rob လည်းအဲ့ဒီစခန်းမှာရောက်ရှိနေတာဖြစ်တာကြောင့်ပြန်လည်ဆုံတွေ့သွားပြီးနောက်ပိုင်းမှာ birthday ကို၄နဲ့မြ3ကပြစ်နိုင်တဲ့အထိအဲလီရဲ့စွမ်းရည်ကတိုးတက်လာပါတယ်။ birthday ကပဲအေးအေးတန်းကိုခံနိုင်လာတဲ့အထိဇီဝဆိုင်ရာပြောင်းလဲမှုတွေဖြစ်ပေါ်လာမလားလူတွေကပဲစင့်ကဲပြောင်းလဲသွားမလားဆိုတာကတော့ဆက်ပြီးတော့စဉ်းစားတွေးတောကြအောင်မှာပဲဖြစ်ပါတယ်။ဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးထားခဲ့ပြီးကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ PK ပဲဖြစ်ပါတယ်။